မြန်မာစာဘလောက်ရေးကြည့်ဒါကြောင့်လည်းပြောတယ်ပါမတွေမမတွေမခေါ်ခိုင်းနဲ့အဖေလို့ခေါ်ခိုင်းတော့အမေလို့ခေါ်ခိုင်းအဲ့ဒါရေးကြည့်တယ်အဖေလို့ခေါ်အမေလို့ခေါ်ဘလောက်ကောင်းလို့ဘယ်နဲ့ပါမတရုတ်လည်းမဟုတ်ကလားလည်းမဟုတ်ပါနဲ့အဲ့တော့ကလေးကတရုတ်လားဗမာလားစိတ်ကလေဒီမြန်မာသားဖြစ်ဖို့နှစ်ပေါင်း900ကျော်800ကြာတယ်နော်ဒီအခရာတွေကိုရေးနိုင်ဖို့ရှေးကပုံကိုယ်တွေပညာရှိတွေဒီလောက်ကြိုးစားရဒို့လက်ထက်ကြမှာမဖြတ်နဲ့တော့ပေါ့လားဟဲ့ဟုတ်ပြီနော်ကဘာပေါ်မှာနိုင်ငံပေါင်း190ကျော်ရှိတယ်195နိုင်ငံအဲ့ဒီကတဝက်ကျော်ကကိုယ်ပိုင်အခရာမရှိဘူးတို့ဒီကာကြီးကာခွေးဆိုတဲ့ဟာနှစ်ပေါင်း2000ကျော်ရေးလာအဲ့ဒီခေတ်ကနေဒီကနေ့ခေတ်ကျမှဒို့ခေတ်ကျမှဒီလိုလေးပြောင်းလာအဲ့ဒီစဉ်းသက်လာမှာအကုန်လုံးအမျိုးသားများတိုင်းမှာရှိနှစ်ပေါင်းထောင်နဲ့ကြည့်ငါတို့ပိုင်ဆိုင်ခဲ့နော်ဒို့လက်ထက်ကျမှညှင်းလို့ရပါမလားဟဲ့အဲ့ဒါကိုမိဘဆရာသမားတွေကကျွန်စိတ်ပေါက်ပြီးတော့အင်္ဂလိပ်တွေကဘုံဘုံလဲသုံးပါတယ်အင်္ဂလိပ်စာလဲထိုက်တန်လောက်တတ်ပါတယ်အသုံးတဲ့ပါတယ်ဒါပေမဲ့အဲ့ဒါငါတို့ရဲ့ပင်မ language မဟုတ်ဘူးမြန်မာသာကိုကောင်းကောင်းသင်မြန်မာယဉ်ကျေးမှုကိုတခါတည်းသင်ပေးဘုရားအဆုံးအမတွေနဲ့ယဉ်ကျေးအောင်လုပ်ပေးလူကောင်းလေးတွေဖြစ်သွားရင်တိုင်းပြည်တိုးတက်အောင်လုပ်ရတာမခက်ဘူးနောက်တစ်ခုတိုင်းပြည်မှာလူတော်လူကောင်းတွေအားနေတဲ့အခါကျတော့တိုင်းပြည်ကိုကောင်းစေခြင်းတဲ့လူတွေနည်းနေတာအရေးကြီးလားမကြီးဘူးလားစိတ်ကောင်းဆိုတာတိုင်းပြည်တစ်ခုလုံးကိုကိုယ်